မြတ်စွာဘုရားကိုအနိကပြီးတော့ပြုစုနေတဲ့ပုဂ္ဂိုလ်ကရှင်မေဂိယလို့ခေါ်တယ်ရှင်အာနန္ဒာမဟုတ်သေးဘူးအဲ့တော့ရှင်မေဂိယကမြတ်စွာဘုရားကိုအနိကပြုစုစာလိကာတောင်ကနေဆင်းပြီးတော့နေ့စဉ်ဆွမ်းခံကြွတဲ့ရွာလေးကဇန္တုဆိုတဲ့ရွာလေးရှိတယ်ကလနာမယ်ပေါ့နော်ဇန္တုဆိုတဲ့ရွာလေးကိုဆွမ်းခံကြွတနေ့ကျတော့ရှင်မေဂိယဟာဘုရားမြတ်စွာဝကြီးငယ်ပြုပြီးတော့စာလိကာတောင်ပေါ်ကနေဆင်းပြီးတော့ဇန္တုဆိုတဲ့ရွာလေးကိုဆွမ်းခံကြွသွားတယ်ကြွသွားတဲ့အခါမှာတအိမ်တစွန်းတရားတော်မှာများလောင်းလူတွေဆုံးလေးတပိတ်ကလေးပိုက်ပြီးရတာလေးနဲ့ခြေနှပ်ပြီးမြို့ရဲရွာထဲမှာရှိတဲ့လမ်းဘေးမှာဇေယျကလေးတွေကုသိုလ်ရှင်တွေကဇေယျကလေးတွေဗာလေးတွေစောက်ထားကြတယ်အဲ့ဒီမှာပဲထိုင်ပြီးတော့ဆွန်ဖုံးပေးတယ်ဘာလို့လဲဆိုအဝေးကြီးဆိုပြန်မတည်နိုင်ဘူးကျောင်းရှေးတုန်းကကျောင်းမှာဆွန်စားကြတာနဲတယ်ဆွန်ခံပြီးလို့ရှိရင်မြို့ရဲရွာထဲမှာသို့မဟုတ်မြို့ပြင်လေးမှာဇေယျကလေးတွေစောက်ထားတာရှိတယ်အဲ့ဒီဇေယျပေါ်တက်ပြီးတော့ရေလေးပါလေးလွယ်လွယ်ကူရမယ့်နေရာကိုဆွန်စားကြအဲ့ဒီလိုဆွန်စားပြီးရင်ဘယ်သွားတော့ဆိုတော့အဲ့ဒီမြို့ရွာအနီးပါးမှာတိတ်ဆိတ်ငြိမ်သက်တဲ့တောအုပ်ကလေးတွေတောတန်းလေးတွေဥယျာဉ်လေးတွေလူသူမရှုပ်ထွေးတဲ့နေရာတွေကိုချင်းကပ်ကြဒါကဘုရားလက်ထက်ကယဟန်တော်တွေရဲ့နေပုံနေနည်းပေါ့ဆွမ်းခံသွားတယ်တစ်ထပ်ပဲဖုံးပေးကြတယ်ဆိုပါစို့အခုခေတ်နိုင်နဲ့ပြောမယ်ဆိုရင်7 နာရီလောက်9 နာရီ10 နာရီလောက်ကျောင်းအနေထွက်လာပြီးတော့10 နာရီ9 နာရီ10 နာရီလောက်ဆွမ်းခံပြီးတော့ဆွမ်းမှာဖုံးပေးပြီးတဲ့အခါတပိတ်ကလေးဆေးပြန်လွယ်ပြီးတော့တင့်တော်တဲ့နေရာကိုကြွသွားကြတယ်တိတ်ဆိတ်ငြိမ်သက်မဲ့နေရာလေးကိုသွားတယ်ရှင်မေဂိယကလည်းအဲ့ဒီနေ့မှာကာလခင်းကဆိုတဲ့မြစ်အဲ့ဒီဇန္တုရွာကမ်းခြေမှာမြစ်ကြီးကိမိကိလာဆိုတဲ့မြစ်ကြီးတစ်စင်းကစီးနေတယ်ကိမိကိလာလို့ခေါ်တဲ့မြစ်ကြီးအဲ့ဒီကိမိကိလာဆိုတဲ့မြစ်ဘေးမှာလူတွေစိုက်ပျိုးထားကြတဲ့တည်းဥယျာဉ်ကြီးတစ်ခုရှိတယ်စိမ့်လို့ဆိုလို့တည်းဥယျာဉ်ကြီးကအရေးအဝါဒအလွန်ကောင်းနေခဲမှာဆိုဘူးမှမရှိဘူးအေးစေးစေးကိမိကိလာကြီးကမ်းခြေကနေရှောက်လန်းပြီးတော့သွားတော့အဲ့ဒီတည်းဥယျာဉ်ကြီးရောက်သွားတယ်တည်းဥယျာဉ်ကြီးတဲ့ဝင်လိုက်တာနဲ့သူ့စိတ်လေးကကြည်နူးသွားဟာဒီနေရာဖြင့်တရားအထုတ်ရရင်သိကောင်းမှာပဲမြတ်စွာဘုရားကခွင့်ပြုမယ်ဆိုရင်ငါဒီနေရာပြန်လာပြီးတော့တရားထုတ်မယ်အဲ့ဒီလိုစိတ်ကူးနဲ့ကြောင်းပြန်သွားတယ်စာလိကတောင်ပြန်သွားလိုက်ပြန်သွားပြီးတော့ဘုရားစီဝင်ပြီးရှင်ဘုရားတဲ့တပည့်တော်ဆွမ်းခံသွားဆွမ်းစားပြီးအပြန်မှာကိမိကိလာမြေကမ်းခြေကတည်းဥယျာဉ်ကြီးတစ်ခုတွေ့တယ်ဗျာတိတ်ตาရတာပဲတိတ်ဆိတ်တယ်ငြိမ်သက်တယ်အဲ့ဒီမှာတပည့်တော်တရားထုတ်ခြင်းတဲ့စိတ်တွေပေါက်တယ်အဲ့ဒီမှာသွားတပည့်တော်တရားထုတ်ခြင်းတဲ့မြတ်စွာဘုရားကဘယ်သူကဘာလုပ်ခြင်းလဲဆိုလို့ရှိရင်အကြောင်းအကျိုးတွေကိုဆင်ញင်ကြည့်လိမ့်ရှိတယ်အမြဲတမ်းသူစိတ်ကူးရင်လာတာဟာတာမန်မဟုတ်ဘူးအဲ့ဒီရှုပ်ဝက်ချက်ကလေးရှိနေတယ်ဒါလောကမှာလူတိုင်းကိုယ့်အကိုလည်းရှုပ်ဝက်ချက်ကလေးတွေရှိနေပဲကိုမေ့နေတဲ့ဇာလန်းကလေးတွေရှိကြတယ်ပေါ့ဒါဒီဘဝကဇာလန်းမဟုတ်ဘူးအတိတ်ကဇာလန်းနေကြုံမှုကြပါလိမ့်မယ်ဘုန်းကြီးတို့လည်းတတိထားတဲ့အခါမှာတချို့နေရာရောက်သွားလို့ရှိရင်စိတ်ထဲမှာကြည်နူးတဲ့နေရာရှိတယ်လို့စိတ်ထဲမှာပျော်နေရာရှိတယ်လို့မပျော်တဲ့နေရာလည်းရှိတတ်တယ်စိတ်ရဲ့ခံစားချက်နော်ထူးဆန်းတယ်သိလို့မဟုတ်ဘူးမေဂိယယဟန်တော်ကလည်းအဲ့ဒီဥယျာဉ်နဲ့ဝင်လိုက်တာနဲ့တပြိုင်နက်သူစိတ်ထဲမှာသိကြည်နူးသွားမြတ်စွာဘုရားကသူ့ရဲ့အတိတ်ဇာလန်းတွေကိုပြန်ကြည့်လိုက်တော့ဒီရှင်မေဂိယဟာတခုသောဘဝမှာသူကဘယင်ဖြစ်ပြီးတော့အဲ့ဒီဥယျာဉ်ထဲမှာသူကနေခဲ့ဘူးတော့ဒါကြောင့်မို့စိတ်ထဲမှာကြည်နူးတာဒါတွေကိုတော့ तू မမေ့နေပြီ तू မသိဘူးအတိတ်ရဲ့ပုံရိပ်တွေကသူ့စိတ်ထဲမှာပေါ်လာပြီမဲ့လို့ तू မသိဘူးမမှတ်မိတော့မြတ်စွာဘုရားကဒါကိုသိတော့မြတ်စွာဘုရားကမသွားစေခြင်းဘူးသွားရင် तू တရားရမှာမဟုတ်ဘူးအဲ့ဒီနေရာ तू နဲ့မတော်ဘူးဆိုတာသိတယ်
ဘာလို့လဲဆိုအတိတ်တုန်းကအဲ့ဒီမှာဘယင်အနေနဲ့စိုးစံခဲ့တဲ့နေရာဆိုတော့အဲ့ဒီဥယျာဉ်နဲ့ဝင်လိုက်လို့ရှိရင်ယဟန်စိတ်ပျောက်ပြီးမင်းစိတ်ပေါက်မှသိကြတယ်ဒါမျိုးကလည်းရှိသေးတာဟုတ်နော်အဲ့ဒါကြောင့်မို့ဘုရားကခွင့်မပြုခြင်းဘူးခွင့်မပြုခြင်းတာကိုမြတ်စွာဘုရားကဒီလိုပြောပြနေရင်သူယုံကြည်မှယုံမှာဆိုပြီးဘုရားကဘာပြောတော့ဆိုမိဂိယရဲ့ငါတပါးတည်းရှိသေးတယ်နေပါအောင်နောက်တစ်ပါးရောက်လာတော့သွားတာပေါ့ချိန်ဆွဲပေးလိုက်တယ်ဟုတ်ကဲ့နောက်အဖော်တစ်ပါးရောက်လာပြီဆိုရင်သွားတာပေါ့အခုငါတစ်ပါးတည်းပဲရှိတယ်ဆိုတော့သူကဘာပြောတော့ဆိုအရှင်ဘုရားတဲ့အရှင်ဘုရားကဘာမှလုပ်เสียမရှိဘူးတဲ့တရားတို့တရားမြတ်တွေအကုန်ရပြီဘုရားဖြစ်နေပြီပေါ့အရှင်ဘုရားမှာလုပ်เสียကျင့်เสียဘာမှမရှိဘူးတပည့်တော်မှာလုပ်เสียတွေရှိသေးတယ်ပုရုဇဉ်ဘဝပဲရှိသေးတယ်ပေါ့တပည့်တော်တရားထုတ်ချင်ပါလားဆိုတော့မြတ်စွာဘုရားကထပ်ပြီးတော့မင်းကြီးတယ်နေပါဦးမေဂိယငါတပါးတည်းရှိသေးတယ်နောက်တစ်ပါးလာတော့သွားတာပေါ့မရဘူးသူကဒါပဲထပ်ပြောသုံးချိန်တိုင်အောင်ပြောလို့မရတော့မြတ်စွာဘုရားဗာမင်းရှိတော့အေးလေတဲ့တရားအထုတ်မယ်လို့ပြောတာတို့ကကန့်ကွက်เสียမရှိပါဘူးတဲ့စိတ်တိုင်းကြသွားတာပေါ့လို့ခွင့်ပေးလိုက်တယ်ခွင့်လည်းပေးလိုက်ရောအဲ့ဒီတည်းဥယျာဉ်ဘက်ကိုခြေဥလှည့်ပြီးသွားတော့တာဟိုလဲရောက်ရောသူဘယင်းဘွားတုန်းကထိုင်ခဲ့တဲ့တရားပင်နေရာလေးမှာသွားထိုင်သူကတော့သိတာမဟုတ်ဘူးသို့တော့ပုံရိပ်တွေကမြတ်စွာဘုရားမှာမြင်နေတယ်အတိတ်ကပုံရိပ်တွေကဘုရားရဲ့ဉာဏ်တော်ထဲမှာပေါ့အဲ့ရှင်မေဂိယတရားထုတ်မလို့သွားပြီးသေးပင်ရင်လည်းထိုင်လိုက်ရောဘာတွေပေါ်လာတော့ဆို